မင်္ဂလာပါကျွန်တော်ကိုထွန်းပါဒီနေ့ဇူလိုင်လ26ရက်နေ့ DBN ညနေခင်းပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖလန်းမြို့နယ်မှာစစ်ကောင်စီကျောင်းတွေဖွင့်လှစ်ခဲ့ပေမဲ့ဒေသခံတွေသာအစားထိုးတင်ကြားနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချင်းပြည်နယ်ဖလန်းမြို့နယ်တွင်းရှိကြီးရွာတချို့မှာစစ်ကောင်စီကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့လည်းဒေသခံတွေသာအစားထိုးတင်ကြားနေရတယ်လို့သိရပါတယ်စစ်ကောင်စီကဖလန်းမြို့နယ်အတွင်း2026ခုနှစ်2029ခုနှစ်အတွင်းအခြေခံပညာကျောင်းတွေကိုဇူလိုင်လအစပိုင်းမှာစတင်ကပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ကျောင်းတွေပြန်လည်ဖွင့်လှစ်ထားပေမဲ့လည်းစစ်ကောင်စီရဲ့ပညာရေးဌာနကခန့်အပ်ထားတဲ့ဆရာဆရာမတွေဟာကြီးရွာမှာအမြဲတမ်းနေထိုင်တာမရှိကြပါဘူး။အဲ့ဒီဝန်ထမ်းတွေဟာကိုယ်တိုင်ဝင်ရောက်တင်ကြားတာမပြုဘဲရွာတွင်းရှိစင်နဲ့အောင်မြင်ထားတဲ့သူတွေနဲ့ရခိုင်ရဲဘက်အဖွဲ့အစည်းတွင်းရှိကျောင်းတွေမှာတင်ကြားရေးအတွေ့အကြုံရှိသူတွေကိုသာအစားထိုးတင်ကြားခိုင်းနေတာလို့သိရပါတယ်။ကျောင်းတွေကပြန်ဖွင့်ပါတယ်။ကျောင်းဆရာဆရာမတွေကပြန်မလာပါဘူး။သူတို့ကရွာထဲမှာဆယ်တဲ့အောင်တဲ့သူတွေတင်ကြားရေးအတွေ့အကြုံရှိတဲ့သူတွေကိုတင်ကြားခိုင်းတယ်လို့ဖလန်းဒေသခံတအူးက BPN ကိုပြောပါတယ်။အဲ့ဒီလိုစားတို့တင်ကြားပေးသူတွေကိုသူတို့ရရှိတဲ့လစာငွေရဲ့တဝက်ခန့်ကိုပြန်လည်ပေးအပ်ခါစာတင်ခိုင်းနေတာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာကျောင်းတွေပြန်လည်လက်ပတ်နေပေမဲ့တိုက်ပွဲတွေကြောင့်ဒေသခံအများပြားဟာစစ်ဘေးတင်းရှောင်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသားဥယေမှာစစ်ကောင်စီအာဏာမသိမ်းမီကာလအခြေအနေနဲ့နှိုင်းယှဉ်မှာကတိတာစွာနှဲပါနေသေးတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ငွေကြေးခက်ခဲကြောင့်ကလေးတွေကိုအခြားမျိုးတွေကိုပို့ဆောင်ဖို့အခက်အခဲရှိနေတဲ့မိသားစုတွေအတွက်မူအခုလိုဒေတာတွင်းရှိကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ခြင်းကအထောက်အကူဖြစ်စေတယ်လို့လည်းဆိုပါတယ်။ကျောင်းတက်တဲ့သူတွေကနည်းသေးတယ်အဓိကတော့စစ်ဘေးရှောင်တွေပြန်မလာကြတာပါ။ကျောင်းတွေပြန်ဖွင့်တော့တခြားမျိုးမှာမတက်နိုင်တဲ့ကျောင်းသားတွေအတွက်အဆင်ပြေပါတယ်လို့ဖလန်းဒေတာကန်တအူးက BPN ကိုပြောပါတယ်။ဖလန်းမြို့နယ်အတွင်း2026-2029ခုနှစ်ပညာသင်နှစ်ရဲ့မြေပြင်အခြေအနေမှာကျောင်းသားဥယေနေပါဆဲဖြစ်ပေမဲ့လည်းဒေတာကန်တွေကိုကိုတူကိုထအားထုတ်မှုနဲ့စာတင်ကြားရေးလုပ်ငန်းတွေဆက်လက်လက်ပတ်နေတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားမှာအများဆုံးအိမ်သားတွေထဲချောင်းရိုက်ကင်မရာစစ်ဆေးတဲ့စနစ်တွေတက်ဆင်တော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ကိုရီးယားမြို့သားလွှတ်တော်ကနေဇူလိုင်လ23ရက်နေ့မှာဥပဒေပြင်ဆင်ချက်တစ်ခုအတည်ပြုလိုက်တာကြောင့်အများဆုံးအိမ်သားတွေမှာချောင်းရိုက်ကင်မရာထောက်လှမ်းပေးမဲ့စနစ်တွေကိုမဖြစ်မနေထည့်သွင်းတက်ဆင်တော့မှာဖြစ်ပါတယ်။အများဆုံးအိမ်သားများဆိုင်ရာဥပဒေပြင်ဆင်ချက်အရဒေသဆိုင်ရာအစိုးရအနေနဲ့ရေးပေါ်ခေါင်းလောင်းတွေအပြင်တရားမဝင်ရိုက်ကူးထားတဲ့ကင်မရာတွေကိုစစ်ဆေးပေးနိုင်မဲ့စနစ်တွေကိုပါတက်ဆင်ပေးရတော့မှာပါ။ဒါ့အပြင်တက်ဆင်ထားတဲ့စက်ပစ္စည်းတွေတေချာအလုပ်လုပ်ရလားဆိုတာကိုလည်းမြို့နယ်အာဏာပိုင်တွေကပုံမှန်လိုက်လံစစ်ဆေးရပါမယ်။လက်ရှိဥပဒေမှာတော့မြို့တော်ဝင်တဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှုတွေကိုပြစ်မှုနဲ့မတော်တဆမှုတွေမဖြစ်အောင်ရေးပေါ်ခေါင်းလောင်းလိုလုံခြုံရေးပစ္စည်းတွေပဲတက်ဆင်ဖို့သတ်မှတ်ထားတာပါ။အခုဇူလိုင်လ23ရက်နေ့လွှတ်တော်အစည်းအဝေးမှာအတည်ပြုလိုက်တဲ့ပြင်ဆင်ချက်မှာတော့တရားဝင်ကင်မရာစစ်ဆေးတဲ့စနစ်ကိုလုံခြုံရေးပစ္စည်းစီးရင်တဲ့အတိအကျထည့်သွင်းလိုက်တာဖြစ်ပါတယ်။များသောအိမ်သားတွေတဲ့ခိုးရိုက်ခံရတဲ့မတမာမှုတွေဇက်တိုက်ရှိနေတာကြောင့်ဒီလိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်လာတာပါ။2025တုန်းကလွှတ်တော်အမတ်တယောက်စီတင်ပြခဲ့တဲ့ရဲတပ်ဖွဲ့ရဲ့စီးရင်အချက်လက်တွေအရ2021ခုနှစ်ကနေ2023ခုနှစ်အတွင်းအများဆုံးအိမ်သားတွေခိုးရိုက်ခဲ့တဲ့ဖြစ်စဉ်ပေါင်း1458မှုကိုစုံစမ်းတွေ့ရှိခဲ့ရပါတယ်။အာဏာပိုင်တွေဘက်ကကင်မရာရှာတဲ့စက်ပစ္စည်းတွေကိုသုံးပြီးအများဆုံးအိမ်သားတွေကိုပုံမှန်လိုက်စစ်တာမျိုးရှိခဲ့ပေမဲ့အရင်ကဒီစက်တွေကိုဥပဒေအရမဖြစ်မနေတက်ဆင်ရမယ်လုံခြုံရေးပစ္စည်းအဖြစ်သတ်မှတ်မထားခဲ့ပါဘူး။နောက်ထပ်တင်ဆက်ပေးမှာကတော့နိုင်ငံတကာသတင်းစီစဉ်ပဲဖြစ်ပါတယ်။အိန္ဒိယမှာလူငယ်ဆန္ဒပြသူများအောင်ပွဲခံပြီးတပိတ်လှန်ပညာရေးဝန်ကြီးနှုတ်ထွက်ပေးလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပညာရေးဝန်ကြီးနှုတ်ထွက်သွားတာအပြင်မတမာမှုတွေခဏခဏဖြစ်လက်ရှိတဲ့စာမွေးပွဲစနစ်ကိုပြင်ဆင်ပေးဖို့အပါအဝင်မိုဒီအစိုးရဘက်ကတောင်းဆိုချက်တွေကိုလိုက်လျောပေးလိုက်ရတဲ့အတွက်အိန္ဒိယလူငယ်ဆန္ဒပြသူတွေဟာသတင်းပတ်နဲ့ချီကြာမြင့်ခဲ့တဲ့ဆန္ဒပြပွဲတွေကိုစနေနေ့မှာရုပ်သိမ်းလိုက်ကြပြီးလမ်းမတွေပေါ်မှာအောင်ပွဲခံခဲ့ကြပါတယ်။ဒါဝန်ကြီးချုပ်နာရင်ဒရာမိုဒီရဲ့တတိယအကြိမ်သက်တမ်းအတွင်းကြုံတွေ့ခဲ့ရသမျှတွေမှာအဆိုးရွားဆုံးနိုင်ငံရေးအကြက်တဲလည်းဖြစ်ပါတယ်။ဒီကြက်တဲဟာဒီတစ်ပတ်မှာအရှိန်မြင့်ဆုံးဖြစ်လာပြီးဆန္ဒပြသူထောင်ပေါင်းများစွာဟာပါလီမန်ဘက်ကိုချီတက်ခဲ့ကြတာမို့ရဲတွေကမျက်ရည်ယိုပုံးတွေသုံးပြီးထိမ့်သိမ်းခဲ့ရတာပါ။သူတို့ကိုသူတို့ပိုးဟက်တွေလို့သမုတ်ထားကြတဲ့လူငယ်တွေဟာဇွန်လနှောင်းပိုင်းကတည်းကလမ်းမပေါ်ထွက်ခဲ့ကြတာပါမြို့သားအဆင့်စာမွေးပွဲမေကွန်းတွေပေါက်ကြားခဲ့တာကြောင့်ကျောင်းသား2တန်းနီးပါးပြန်လည်ဖြေဆိုခဲ့ရပြီးအိန္ဒိယလူငယ်တွေရဲ့အနာဂတ်မျှော်လင့်ချက်ကင်းမဲ့မှုအပေါ်မကျေနပ်မှုတွေပေါက်ကွဲခဲ့ကြတာလည်းဖြစ်ပါတယ်ကျောင်းသားတွေရဲ့ဒီကတောင်းဆိုချက်ဖြစ်တဲ့ပညာရေးဝန်ကြီးဒါမင်ရာပရာဒန်နှုတ်ထွက်သွားတာဟာတော်တော်လေးအံ့အားသင့်စရာဖြစ်ခဲ့ပါတယ်ဗိုလ်ရီယာပုံမှန်အဖြစ်ဖိအားပေးတာတွေကိုဘယ်တော့မှလိုက်မလျောတတ်တဲ့ပုံရိပ်မျိုးရှိထားလို့ပါဗိုလ်ရီရဲ့ပါတီဟာလာဘက်နှစ်မှာရေးပါတဲ့ပြည်내ရွေးကောက်ပွဲတွေးကြုံရမှာဖြစ်ပါတယ်။အိန္ဒိယသီရိလင်္ကာနီပေါနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာလည်းအခုလိုလူငယ်တွေရဲ့ဥဆောင်တဲ့ဆန္ဒပြပွဲတွေကြောင့်ပဲအစိုးရတွေပြုတ်ကျခဲ့တာမျိုးမကြသေးမီနှစ်တွေအတွင်းကဖြစ်ပွားခဲ့မှုပါတယ်။မြို့တော်ဒယ်လီကဂျန်တာမန်တာဆန္ဒပြပွဲမှာတော့လူငယ်ထောင်ပေါင်းများစွာဟာအောင်ပွဲခံကြွေးကြော်သံတွေအော်ဟစ်ပြီးကခုံရင်အောင်ပွဲခံခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေကိုဥဆောင်ခဲ့တဲ့ CJP ခေါ်တဲ့လူငယ်အဖွဲ့အစည်းကလည်းအခုဆန္ဒပြပွဲကိုအဆုံးသတ်လိုက်ပြီလို့ထုတ်ပြန်ခဲ့ပါတယ်ငါတို့လုံနိုင်ခဲ့ပြီဟေးလို့ CJP ကိုစတင်တည်ထောင်သူအဘိဂျစ်ဇစ်ကေးကဆန္ဒပြပွဲမှာရွှင်ရွှင်လန်းလန်းနဲ့ဟစ်အော်ပြောဆိုခဲ့ပါတယ်စပီကာတွေကနေအမျိုးသားတချင်းဖွင့်ထားပြီးမုံတွေဝင်ငှနေချိန်မှာလူငယ်တွေကအိန္ဒိယနိုင်ငံအောင်မြင်ပါစေလို့အဓိပ္ပာယ်ရတဲ့ဂျန်ဟင်းဆိုတဲ့မျိုးချစ်ကြွေးကြော်သံတွေကိုကြွေးကြော်ခဲ့ကြပါတယ်အမွဲခံသူတွေနဲ့ဆန္ဒပြသူထောင်ပေါင်းများစွာစုဝေးလာခဲ့ရကြောင်းဆန္ဒပြခွင့်အနီး Carlos Place မှာစီးပွားရေးဆောင်ပတ်ဝန်းကျင်ကလမ်းတွေကိုပိတ်ထားခဲ့ရပါတယ်ပရဒန်နှုတ်ထွက်သွားပြီးတဲ့နောက်ထပ်ဆွေးနွေးပွဲတစ်ရက်ပြုလုပ်ခဲ့အပြီးမှာကျမ်းမာရေးဝန်ကြီး JP Netta နဲ့မိုဒီရုံးကဒုတိယဝန်ကြီးဂျီတိန်ဒရာစင်တို့ကိုလည်း CJP ပြောရေးဆိုခွင့်ရှိသူက2ယောက်နဲ့အတူပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ဇူလိုင်လ26ရက်နေ့ BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။မိဘပြည်သူများကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။